တုတ်တန်ချံခိုင်ကြီးတစ်ပညာတရားဤဥဒေသတရားကိုတည်၍ဉာဏ်နှင့်ရှင်သောစကားကိုနားလည်မည်အကြောင်းပညာတွင်တင်ခြင်းဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းလိယူစွာဆုံးဖြတ်ခြင်းအမှုအရာ၌လေ့ကျက်မည်အကြောင်းမိုက်တော်သူသည်လိမ္မာ၍လူပြိုသည်ပညာတတိနှင့်ပြည့်စုံမည်အကြောင်းတာဝိ၏သားတော်ဖြစ်သောဣတိလရှင်ဘုရင်ရှောလမုန်စီရင်သောတုတ်တန်စကားဟုမူကားပညာရှိသောသူသည်နားထောင်သဖြင့်ပညာအတတ်တိုးပွားရလိမ့်မည်ဉာဏ်ကောင်းသောသူသည်တုတ်တန်စကားအနက်အဓိပ္ပာယ်ကို၎င်းပညာရှိဟောပြော၍နည်းနည်းသောစကားတို့ကို၎င်းနားလေသောနိတယေဆရာအဖြစ်သို့ရောက်ရလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေသကိုမထင်မဲ့မြင်ပြုတတ်ကြ၏ငါသားအဘ၏ဤဥပဒေသကိုနားထောင်လော့အမိ၏တရားကိုလည်းမပေနှင့်ထိုဤဥပဒေသတရားတို့သည်တင်၏ခေါင်း၌တင့်တယ်သောဥယျာဉ်တင်၏လေပြင်း၌ပတ်ရစ်သောလေဆွဲဖြစ်ကြလိမ့်မည်ငါသားလူဆိုးတို့သည်တင့်ကိုတွေးဆောင်လေဝန်မခံနှင့်သူတို့ကငါတို့နှင့်အတူလိုက်တော့သူ့အသက်ကိုတန်အံ့သောငါစောင့်ကြစို့အချင်းဤအပြစ်လွတ်သောသူတို့ကိုချောင်းမြောင်းကြစို့တင်ချိုင်းတွင်သို့ဆင်းသောသူတို့ကဲ့သို့တကိုယ်လုံးပါလက်အသက်ရှင်လက်ရှိသောသူတို့ကိုမရဏနိုင်ငံမျိုးတကဲ့သို့မျိုးကြစို့အဖိုးထိုက်သောဗန္တာအမျိုးမျိုးကိုတွေ့၍လူယူသောဥစ္စာနှင့်ငါတို့အိမ်ကိုပြည့်စေကြမည်ငါတို့နှင့်ပေါင်းဖော်သောရသောဥစ္စာကိုအညီမျှပိုင်ကြစို့ဟုဆိုတော်လဲငါသားသူတို့နှင့်အတူမလိုက်နှင့်သူတို့တွားသောလမ်းကိုရှောင်လော့အကြောင်းမူကားသူတို့ခြေသည်ဒုစရိုက်ပြုရာလမ်းသို့ပြေး၍လူအသက်ကိုတတ်ခြင်းကလင်မြန်၏အကယ်စင်စစ်မျက်မှောက်၌ပိုက်ကွန်ကိုဖြန့်ထားလျင်အကြံမမြောက်ရာလူဆိုးတို့သည်ကိုယ်အတွေးကိုတွန်းအံ့သောငါစောင့်၍ကိုယ်အသက်ကိုတတ်အံ့သောငါချောင်းမြောင်းတတ်ကြ၏မတရားသောစီးပွားကိုရှာသောသူအပေါင်းတို့သည်ထိုတို့သောအကျိုးကိုခံရ၍ထိုစီးပွားသည်မိမိအရှင်၏အသက်ကိုတတ်တတ်၏ပညာသည်ပြင်မှကြွေးကြော်၍လမ်းခီးတို့၌မိမိစကားတန်ကိုလွင့်တတ်၏လူစည်းဝေးရာအဦး၌၎င်းမြို့တကားဝတို့၌၎င်းမြို့ထဲ၌၎င်းခေါ်၍မွတ်ဆိုသောစကားဟုမူကားအိုလူမိုက်တို့ဒီတို့သည်မိုက်သောအကျင့်ကိုနှစ်သက်လက်ကဲ့ရဲ့သောသူတို့သည်ကဲ့ရဲ့ခြင်းကိုမွေ့လျော်လက်မိုက်မဲသောသူတို့သည်ပညာအသက်ကိုမုန်းလက်အပေမြကာလပတ်လုံးနေကြလိမ့်မည်နီငါဆုံးမသောစကားကိုနားထောင်၍ပြောင်းလဲကြလော့ငါဝိညာဉ်ကိုတင်တို့အပေါ်တို့ငါတွန်းလောင်း၍ငါစကား၏အနက်အဓိပ္ပာယ်ကိုနားလေစေမည်ငါသည်ခေါ်၍တင်တို့သည်ငင်းပေသောကြောင့်၎င်းငါလက်ကိုဆန့်၍အပေသူမျှမမတ်သောကြောင့်၎င်းငါတတိပေးခြင်းရှိသည်များတို့ကိုတင်တို့သည်ပေ၍ငါဆုံးမသောစကားတခွန်းကိုမျှနားမခံဘဲနေသောကြောင့်၎င်းတင်တို့သည်ဘေးဥပတ်နှင့်တွေ့ကြုံသောအခါငါရေမည်ကြောက်မဲ့ဖွယ်သောအမှုရောက်သောအခါငါပြည့်ရပြုမည်တင်တို့ကြောက်မဲ့ဖွယ်သောအမှုသည်တုတ်တင်ပေရှင်းခြင်းအမှုကဲ့သို့၎င်းတင်တို့ပျက်စီးခြင်းအမှုသည်ပြင်းမုန်တိုင်းကဲ့သို့၎င်းရောက်လာ၍တင်တို့သည်ဆင်းရဲခြင်းပူပန်ခြင်းနှင့်တွေ့ကြုံသောအခါထိုအမှုရောက်သောသူတို့သည်ငါကိုခေါ်တော်လဲငါမထူးငါကိုကြိုးစား၍ရှာတော်လဲမတွေ့ရကြအကြောင်းမူကားသူတို့သည်ပညာအတတ်ကိုမုန်းကြ၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကိုအလိုမရှိကြငါတတိပေးခြင်းကိုအလင်းနားမခံကြငါဆုံးမခြင်းရှိသည်များကိုမထင်မဲ့မြင်ပြုကြ၏ထို့ကြောင့်သူတို့သည်ကိုကျင့်သောအကျိုး၏အပြစ်ကိုစား၍ကိုကြံသောအကြံနှင့်ဝါကြလိမ့်မည်ဉာဏ်သိမ်သောသူတို့သည်လမ်းလွဲသဖြင့်အသက်ဆုံးတတ်ကြ၏မိုက်သောသူတို့သည်တတိလစ်သောအဖြစ်ပျက်စီးခြင်းတို့ရောက်တတ်ကြ၏ငါစကားကိုနားထောင်သောသူကလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲငြိမ်ဝပ်လိမ့်မည်